အားလုံးပဲမိကပါကျွန်တော်နာမည်ကတော့ဒီခေါ်တာဟောပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့တွေစတင်များကိုလေ့လာကြည့်အောင်โอเคစတင်များကိုလေ့လာကြည့်ကြမယ်โอเคဒါဆိုအချိန်မဆွဲပဲစလက်ရအောင်ဒီတော့ဘယ်လိုမျိုးစော့ကြည့်ပါလဲဒီလိုမျိုးအဲ့လိုမျိုးအလဲမှာအပေါင်းနဲ့စော့ကြည့်တာလားအဲ့အမို့အမြောက်အဲ့လိုပြီးစော့ကြည့်တာလားအဲ့လိုစော့ကြည့်တာလားပြီးတော့အဲ့လိုမျိုးအလုံးနဲ့အဲ့လိုပါတဲ့အပေါက်ပုံစံလေးနဲ့အဲ့လိုမျိုးအလုံးနဲ့စော့ကြည့်တာလားမအဲ့လိုမျိုးမြောက်ဝဲအဲ့လိုမျိုးအလုံးနဲ့ပြစ်ပြီးတော့စော့ကြည့်တာလားအဲ့ဒါမဟုတ်အလုံးတော့အလုံးပဲဒါပေမဲ့အဲ့လိုမျိုးပဲလေဟိုအရင်တော့ဟိုအပေါက်တွေမဟုတ်ပဲနဲ့အလုံးကြီးဖြစ်သွားပြီးတော့ဟိုပေါ်ပါတက်ခက်ဆိုင်အလုံးဖြစ်နေအဲ့လိုမျိုးစော့ကြည့်တာလားအဲ့ပြီးတော့မြောက်ဝဲအဲ့လိုမျိုးအလုံးနဲ့လင်းနဲ့ပြစ်ချတာလားအဲ့လိုမျိုးလုပ်ချပါလားအဲ့တော့စတေးချင်းကြီးပြပါမယ်ပထမဆုံးစတေးထဲကိုတွားပြီးဝေးလိုက်ပါဝေးပြီးရကျွန်တော်တို့နေအောက်ဆွဲပြီးတော့ခုကျွန်တော်ပြနေတဲ့အစရောက်ပေါ်နေတဲ့တော့လို့ခေါ်တဲ့နေရာကိုဝေးလိုက်ပါချက်နေတယ်ပေါ့ချက်နေတယ်မှာနှိပ်ပြီးတော့အောက်မကြည့်နဲ့အပေါ်ပိုင်းနေအမအစားတဲ့ကျွန်တော်ပြတဲ့အပေါ်ကနော်အဲ့ဒီအစားတဲ့အရှိအဲ့ဒီစားတဲ့အရှိကိုနှိပ်လိုက်ပါနှိပ်ပြီးကိုနှစ်သက်တယ်လို့ရွေးချယ်ကိုရပါပြီပြီးဆိုရင်စေကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ထွက်ပြီးတော့ကိုကျက်နေတဲ့လို့စောရပါပြီနော်အပေါက်ဖြစ်သွားပါပြီဗျဒီတော့ကမြားပြပြတဲ့အရာကိုကြီးလုပ်ချပါလားလုပ်ချစတီတဲ့တော့လဲပါစတီတဲ့ဝေးပြီးတော့အောက်ဆွဲပြီးတော့ကျွန်တော်တို့တော့နှိပ်ပြီးတော့ကျွန်တော်ခုနကတော့လောက်ခဲ့တဲ့ပျောက်ခဲ့အောက်ကကျွန်တော်ပြထားတဲ့အစရောက်ထဲချက်နှိပ်လိုက်ပါဝေဝိုင်းဆိုကျွန်တော်ကိုနှစ်တူပျောက်လို့ရပါပြီကျွန်တော်ကိုမပြဓာတ်ပို့တက်ခဲ့စားကျွန်တော်ကိုမပြချောင်းတရားရ130လောက်ပဲထားပါထားပြီးပြီဆိုရင်ဟိုဘာထားပြီးဆိုရင်ကိုကျင်းနေတို့ထားပြီးဆိုဓာတ်အောင်နှိပ်တော့မှာ DON ဓာတ် E ဓာတ်လို့နှိပ်ပြီးတော့ထွက်ရောစော့လို့ရပါပြီတေတော့ပစီးမြောင်ခိုးယူချပါလားပွင့်နေပို့ပဲရပါမယ်ခွေးပို့ထဲမှာစတေးသက်သွားပြီးအမပေါ်အောက်မှာမရှိဘူးပေါ်မှာရှိရပါပေါ်သွားပြီးအမဖေးကျွန်တော်ဖွေးထားပါတယ်မကြည့်မဖေးချက်ဖွေးထားတယ်အဲ့ဒီဖေးကျွန်တော်ပိတ်ပြပါမယ်ပိတ်ရပါပြီပိတ်ပြီးတော့ဒီမှာကျွန်တော်ရဲ့ဟိုအောက်မှာဒါတော့ပြနေတဲ့ထဲမှာမရှိတော့အမအဲ့နေရာမရှိတော့တော့အဲ့ဒီစားတော့ဖွေးပြပါမယ်โอเคကျွန်တော်ဖွေးလိုက်ပါပြီโอเคကျွန်တော်ဖွေးပြထွင်ပြပါမယ်တော့ခုနပြခိုင်းနေရမှာတော့ဟိုဖြစ်သွားပါတော့ကျန်နေသလိုကော်ပီရပါတယ်ဟိုတော့ကိုလွတ်ပြလိုက်ပါပြီနောက်တစ်ခုပြပါမယ်နောက်တစ်ခုသွားရအောင်ချိန်မဆွဲပဲနဲ့နောက်ပြီးမှရှေ့ပြည့်ဆိုင်တာအဒီပြည့်ခလိုတွေရဲပြည့်ခလိုမရှိပဲနဲ့သူ့လိုပြည့်ရလုံးနေကျွန်တော်ပြပါမယ်ပထမဦးစွာ30တက်စတေးတဲ့ဝေရပါမယ်ဝေပြီးအောက်ဆွဲပဲ30တက်တော့ပဲနှိပ်ပြီးအောက်ဆွဲအမှပိတ်ဆိုင်မှာ speed အဲ့လိုခေါ်တဲ့အဲ့ဒီဆိုင်တို့ဖွင့်ရပါဖွင့်ရလေပိတ်ရဖွင့်ရမယ်ဆိုရင်အမှအဲ့ဒီ speed ကပြောက်သွားတယ်သူတို့ရှိသွားမယ်ဆိုရင်သူတို့သွားနေမှာပါ